ကဘာရွှေစီကတော့မနေ့ကသုံးသက်ပေးခဲ့တဲ့အတိုင်းပဲဈေးအကျအားသာခဲ့ပါတယ်ရှင်ဒီနေ့ဇွန်လ4ရက်နေ့ကြာစာပတေးနေ့မှာဆိုရင်ကဘာရွှေအပွင့်ဈေးအနေနဲ့4436ဈေးတန်းဝန်းကျင်မှာဈေးစားဝင်ခဲ့ပြီးတော့မှရီထီအနေနဲ့4483စုံအထိကိုအမြင့်ဆုံးဈေးတက်ထားပြီးပါပြီလက်ရှိမှာဆိုရင်4480ဈေးစုံကိုရောက်ရှိနေပြီးတော့မှဒီနေ့ကြာစာပတေးနေ့မှာဆိုကဘာရွှေစီကလည်းဒါမနေ့ကလိုပဲအကျအားသာနိုင်တဲ့အနေအထားလေးမှာရှိတယ်ဆိုတော့အဝယ်ရောင်းလုပ်ဖို့အတွက်ဆိုရင်အဓိကစောင့်ကြည့်ရမယ့်ဇုံလေးတွေကိုပြပေးထားပါတယ်ဆိုတော့လက်ရှိမှာဆိုရင် resistance level တွေနဲ့ရှိနေတဲ့4480နဲ့4490စုံကိုဒါဈေးကပြန်ပြီးတော့မှဆန်းသက်နေတဲ့အနေအထားလေးမှာရှိတယ်ဆိုတော့ဒီဇုံရဲ့အထက်ကိုသာဖောက်တက်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်4480နဲ့90ကြားဈေးအတက်ပြန်လာတိုင်းအယောင်းဝင်လို့ရမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာဆိုလဲဒါ daily ရအကျအားသာနိုင်တဲ့အနေအထားလေးမှာရှိရဲဆိုတော့ဒီဇုံမှာတစ်ချက်ဆောင်ပြီးတော့မှအယောင်းဝင်ပါမယ်ဆိုတော့4480နဲ့4490စုံကိုရောင်းမယ်ဆိုရင်ဒါ TP အနေနဲ့ပေါ့နော်4440စုံလောက်ဒီအမြတ်ယူထားလို့ရပါမယ်ရှင်ဆိုတော့ Canon Confirmation ရစောင့်ကြည့်ရမယ်ဆိုရင်ဒီ resistance level supply စုံအနေနဲ့တရှိနေတဲ့4480 4490စုံရဲ့အထက်ကိုအတက်ကနေဖောက်ပိတ်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်ဒါဒီစုံလေးမှာတစ်ဖြတ်ရောင်းလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီစုံကိုဖောက်တက်သွားခဲ့မယ်ဆိုရင်တော့အပေါ်မှာရှိနေတဲ့ resistance level တခုကိုထပ်ဆောင်ပြီးတော့မှအယောင်းဆောင်လို့ရမှာဖြစ်ပါတယ်အပေါ်မှာဆိုရင် resistance level အနေနဲ့ရှိနေတာကတော့4536စုံမှာဒီစုံမှာဆိုရင်လည်းဒါ resistance level အနေနဲ့ရှိရဖြစ်တဲ့အတွက်ဒီစုံရဲ့အထက်ကိုအတက်ကနေဖောက်ပိတ်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်ဒါအယောင်းပြန်ပြီးတော့မှဆောင်းလို့ရမှာဖြစ်ပါတယ်ဒီနေ့မှာတော့ဒါရောင်းလို့အကောင်းဆုံးစုံကတော့ဒီမှာ supply စုံဆိုပြီးတော့မှအစိမ်းအောင်ကွက်လေးနဲ့ပြထားတဲ့4480နဲ့4490စုံကိုပဲအဓိကစောင့်ကြည့်စေချင်ပါရှင်ဒီစုံကနေပြီးတော့မှအကြပြန်မြင်နိုင်တဲ့အနေအထားလေးရှိရဲဆိုတော့ဒီစုံမှာအယောင်းဆောင်ပါမယ်daily ရအကျအားသာနိုင်တယ်ဆိုပေမဲ့ဒါဈေးကအများနဲ့အကျကြီးရပဲသွားတာမဟုတ်ဘူးတက်လိုက်ကြားလိုက်သွားနေဖြစ်တဲ့အတွက်ဒီနေ့မှာဆိုရင်ရေလိုအနေနဲ့ဝယ်ဖို့အတွက်ဆိုရင်4430နဲ့4420စုံကိုတစ်ချက်ပြန်ပြီးတော့မှစောင့်ကြည့်ပါဒီစုံကမနေ့ကဆိုလဲဒီစုံကနေပြန်ပြီးတော့မှအတက်ပြန်လာတယ်ဆိုတော့ဒီ4430နဲ့4420ရဲ့အောက်ကိုအကျဖောက်ပိတ်နိုင်ခြင်းမရှိခဲ့ဘူးဆိုရင်ဒီစုံလေးမှာတစ်ပြက်ရေလိုအနေနဲ့လိုက်ဝယ်လို့ရမှာဖြစ်ပါတယ်လက်ရှိဈေးက down trend ထဲမှာပဲရှိနေသေးတာဖြစ်တဲ့အတွက်အဝယ်လိုက်မဲ့တွေအနေနဲ့ကတော့ရေလိုအနေနဲ့ပဲအဝယ်လိုက်စေချင်ပါတယ်ဒီတမန်းစုံရဲ့အောက်ကိုပေါ့နော်အကြဖောက်ပိတ်သွားမယ်ဆိုတော့ကဘာရွှေစီကထပ်ပြီးတော့မှအကြအားသာနိုင်ပါတယ်ညပိုင်းမှာဆိုလဲသတင်းဒေတာတွေထွက်ဖို့ရှိရဖြစ်တဲ့အတွက်ဒီမှာဆိုရင်သတင်းရလက်တွေရောစောင့်ကြည့်ရမှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးကဘာရွှေစီကွက်မှာကိုယ်တိုင်အယောင်းဝယ်လုပ်ချင်တဲ့သူတွေနဲ့ကတော့ဖြူစီမှာ trading ကောင်းဖွင့်ရုံနဲ့ VIP signal group ကို free join ဝင်ရမှာဖြစ်ပါတယ် trading ကောင်းဖွင့်ချင်လို့ပဲဖြစ်ဖြစ် trading နဲ့ပတ်သက်ပြီးတော့မှတင်တန်းတွေတက်ရောက်ချင်လို့ပဲဖြစ်ဖြစ်ရဲ့ messenger ဒါမှမဟုတ် Viber Telegram ဆက်သွယ်ပြီးတော့မှအသေးစိတ်စုံစမ်းမြင်နိုင်ပါရှင်ဆိုတော့ဗီဒီယိုလေးကိုစုံထိကြည့်ပြီးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါမယ်ရှင်